မြင်တယ်ဒီယသိနှစ်ယောက်ကိုမြင်တော့သူသဖြင့်ဒီယသိမလေးကအလွန်မှချောမောလှပတဲ့အတွက်ကြောင့်ရကျင်ဘုရင်ကြီးကအရွယ်လည်းရှိသေးတယ်ဆိုရကျင်အဲ့ဒါနဲ့ဘာတော်တော့လို့မေးတယ်မေးတဲ့အခါကျတော့ဘုရားလောင်းကအခုတော့ဘာမှမတော်ဘူးတဲ့ဒါမဲ့လို့လူဘဝတုန်းကဒါသူ့ရဲ့ဇနီးပါအဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကြီးကဒီယသိမကိုငါအတင်းအဓမ္မယူမယ်ဆိုရင်ဒီယသိကနော်ဘယ်လိုများတုံ့ပြန်မလဲမသိဘူးဒါနဲ့အကဲဆန်းတဲ့အနေနဲ့အဲ့လိုဆိုရင်ဒီယသိမကိုငါအတင်းအဓမ္မယူသွားမယ်ဆိုလို့ရှိရင်အရှင်ယသိဘာလုပ်မလဲအဲ့တော့ဘုရားလောင်းကဘာပြောလို့ဆိုတော့ငါပုထုသင်တဘာဝဒေါသတော့ထွက်ကောင်းထွက်လိမ့်မယ်တဲ့စိတ်တူတာတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဒီဒေါသကိုငါအပြင်မထွက်စေရဘူးတဲ့ထောင်းထောင်းထနေတဲ့မြူတွေကိုတော့တခဲနဲ့ရွာချလိုက်တဲ့မိုးကြီးကတခဏချင်းပဲငြိမ်းအေးသွားစေသလိုမျိုးငါတဏ္ဍမှာဖြစ်လာတဲ့ဒေါသတွေကိုငါတခဏချင်းပဲနှိမ့်သက်ပြစ်မယ်အဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကဒီယသိရဲ့စိတ်ကောင်းနှလုံးကောင်းရှိပုံကိုတောင်းမတွေးနိုင်တော့ပဲနဲ့သူ့ရဲ့လက်အောင်ငယ်သားတွေကိုဒီယသိမလေးကိုအတင်းအဓမ္မနန်းတော်ခေါ်သွားလို့ခိုင်းတယ်တော့ခေါ်သွားကြတာအဲ့ဒါနန်းတော်ရောက်တဲ့အခါကျတော့သူ့ကိုမိဖုရားမြောက်မယ်ဒါကြောင့်မလို့သူ့ရဲ့အလိုကိုလိုက်ဖြောင်းပြပြောဆိုတာပေါ့ဒါပေမဲ့အဲ့ဒီယသိမလေးကလည်းအဲ့ဒါကိုစိတ်မဝင်စားဘူးမိဖုရားဖြစ်ဖို့လည်းစိတ်မဝင်စားဘူးဒီထီနန်းစီသိန်းလည်းစိတ်မဝင်စားဘူးတော့သူကငိုပဲငိုနေတယ်ဒါကိုသူစိတ်မဝင်စားဘူးသူ့ကိုပြန်ပို့ပါဘလို့မှသွေးဆောင်ဖျားယောင်းလို့မရတဲ့အခါကျတော့သူ့ကိုအလုံးပိတ်ပြီးတော့ခန်းထဲမှာထားပြီးတော့ဘုရင်ကဘာစဉ်းစားလဲဆိုတော့ယသိတွေကအကျင့်ရှိတယ်တီလာရှိတယ်တချို့ဒီလိုယသိတွေဟာထူးခြားတဲ့ဆန်းပြားတဲ့ဂံဗီရအတတ်ပညာတွေတက်ကြတာတွေရှိတယ်အဲ့ဒါငါ့ကိုမြန်ဒုက္ခရအောင်သူတို့တက်တဲ့အတတ်ပညာနဲ့လုပ်မယ်ဆိုရင်ခက်လိမ့်မယ်ဆိုပြီးတော့စုံစမ်းမဲ့အနေနဲ့ဥယျာဉ်ထဲမှာကြံနေရတဲ့ဘုရားလောင်းယသိတွေကိုတိတ်တိတ်ကလေးတာတာလေးအချမ်းရနေမပါဘဲနဲ့သူလာကြည့်တယ်ဘာတွေမြန်ငါ့ကိုအကျိုးမဲ့အောင်လုပ်နေတယ်လေဆိုတဲ့သဘောမျိုးနော်အဲ့လာကြည့်တော့ဘုရားလောင်းအဲ့ဒီချိန်မှာသင်္ကန်းချုပ်နေတယ်သူ့စိတ်ထဲမှာအလွန်ကြီးမားတဲ့လောကဓာတ်ကြီးတွေ့ပြီဒါပေမဲ့ငြိမ်းအေးသွားပြီသင်္ကန်းချုပ်ပြီးတော့နေနိုင်တယ်အဲ့တော့ဘုရင်နောက်ကရောက်နေတာကို तू ကမသိဘူးမသိတော့ဘုရင်ကြီးကတိရတဲ့နဲ့သူ့ကိုလှည့်မကြည့်တာလို့ထင်နေတယ်ဒီယသိကစောတော့စိတ်မတူဘူးလို့ကျုံသွားတယ်ခုကြတော့လည်းပဲ तू စိတ်တွေတူပြီးတော့ငါ့ကိုလှည့်တောင်မကြည့်နိုင်ဘူး तू လည်း तू ထင်ချင်းဆိုရှောက်ထင်းနေတာဟုတ်လားအဲ့ဒါနဲ့ तू ကရှေ့ကနေသွားပြီးတော့ရှင်ယသိစောတော့ကတော့အတင်းကျုံသွားတယ်နော်ဖြစ်လာတဲ့ဒေါသကိုနော်မြူတွေကိုမိုးကြီးကနှိမ့်သက်ပြစ်တယ်လို့နော်ဖယ်ရှားပြစ်လိုက်တယ်လို့ဖယ်ရှားပြစ်မလို့ပြောကြတယ်အခုငါ့ကိုစိတ်တူလို့သင်မပြောတာမဟုတ်လားအဲ့ဒီတော့မှဘုရားလောင်းကမဟုတ်ဘူးဒီရှင်မင်းငါ့ကိုထင်လွဲနေတယ်ပေါ့အဲ့ဒီမှာ तू ကငါတန်တန်မှာဖြစ်တော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုငါမထွက်စေရဘူးအဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကြီးကအရှင်ယသိဖြစ်တော့ဖြစ်တယ်မထွက်စေရဘူးဆိုတာဘာပြောတာတော့ဖြစ်တော့ဖြစ်တယ်ဆိုတာအစင်မပြေတာတွေစိတ်တိုင်းမကြစရာတွေတွေ့လာပြီဆိုရင်ဒေါသတော့ဖြစ်တာပေါ့ဒါပေမဲ့အဲ့ဒါကိုကာယကံမြောက်ဝစီကံမြောက်ပြောတာဆိုတာလှုပ်တာကိုင်းတာမှားယွင်းသည့်အထီတော့အဲ့ဒီဒေါသကိုပြင်မဲ့ကုံကထွက်ခွင့်မပေးဘူးဒါပါလေသူကိုယ်သူကောင်းကောင်းထိန်းထားတာပေါ့နော်အတ္တတမပဏိတိဆိုတာအဲ့ဒါကိုကောင်းကောင်းထိန်းထားတာမတတ်တာလို့မပေရသေးလို့ဒီကိလေသာဖြစ်တော့ဖြစ်လာတယ်မဖြစ်အောင်ကြိုးစားတဲ့ကြားတွေကပဲဖြစ်တော့ဖြစ်လာတယ်ဒါပေမဲ့ဖြစ်လာလို့ရှိရင်အဲ့ဒါကိုကြီးထွားခွင့်သူမပေးဘူးလို့ပြောတာအဲ့ဒါလိုပြောရင်းနဲ့ဘုရင်ကြီးကိုသူ့ရဲ့သဘောထားတွေအမှန်ကန်သိပြီးတော့နားလည်မှုရှိသွားအောင်ဆိုပြီးတော့ဘုရားလောင်းကဒေါသရဲ့သဘောလေးတွေကိုပြောပြတာအဲ့ဒါစက်မိနေတော့ပြောပြမယ်အဲ့ဒါအလွန်ကောင်းတယ်နော်ဘာပြောလို့ဆိုတော့အင်းကြီးတဲ့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်ဒီလူတွေဟာကိုယ့်ရဲ့အကျိုးစီးပွားကိုမသိနိုင်တော့ဘူးတဲ့ဒီဒေါသဆိုတာပညာမဲ့တို့ရဲ့ကျက်စားရာဖြစ်တယ်တဲ့အဲ့ဒီစကားလေးကိုသူထက်ခါသုံးတာကိုတွေ့ရတယ်ဘုံဘုံစောစောစာထဲကြည်လာနော်ကောရောဒုံမေဒဂောရှရောနော်အမျက်ဒေါသဆိုတာလူမိုက်တို့ရဲ့ကျက်စားရာလူမိုက်ရဲ့ကျက်စားရာလူမိုက်ရဲ့စိတ်ကဘယ်မှာအနေများအောင်ဆိုတော့အလိုမကျမှုမှာပဲနေတယ်ဘာမှသိစိတ်တိုင်းမကြခြင်းဘူးနော်စိတ်တိုင်းမကြလို့လည်းပဲဘာကောင်းကျိုးမှရှိတာလည်းမဟုတ်ကိုစိတ်တိုင်းမကြတဲ့ကိစ္စကြီးကစိတ်တိုင်းကြသွားတာလည်းမရှိဘူးအဲ့တော့သူကအကျိုးမရှိဘဲနဲ့တက်တက်သူ့ကိုယ်သူပူလောင်အောင်သူများကိုပူလောင်အောင်နော်လို့ရရောက်တဲ့အတွက်ကြောင့်
ဒေါသဖြစ်ရတာလောက်မိုက်မဲတာမရှိဘူးဆိုတဲ့အတိပ္ပယ်ကိုပေါ်ညွှန်းတာဟုတ်လားဒါကြောင့်မလို့ကောတော်ဒုံမီရဂောစရောတဲ့အမျက်ဒေါသဆိုတာလူမိုက်တို့ရဲ့ကျက်စားရတဲ့ဒါဒေါသဖြစ်နေပြီဆိုရင်ငါလူမိုက်တစ်ချက်ထဲရောက်နေပြီလို့ဘုံတို့စဉ်းစားရမယ်နော်စိတ်တူပြီးဟေ့ဆိုရင်ကိုယ်ပဲတစ်ချက်ထဲရောက်နေလူမိုက်တစ်ချက်ထဲရောက်နေပြီဟုတ်လားဒါကိုစဉ်းစားရမယ်နော်မင်းကြီးတဲ့ဒေါသဖြစ်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကောင်းမြတ်တာတွေမြင့်မြတ်တာတွေကောင်းတာတွေအကုန်လုံးကိုစွန့်နေတဲ့ကြီးကျယ်တဲ့ကိုယ့်ရဲ့ကြိုးစည်းပွားကိုလည်းသူလစ်လျူရှုပြလိုက်တယ်အဲ့မှသူမရရင်နေကွာကောင်းတာတွေမကောင်းရင်လည်းနေပါစေတော့ငါတော့ပြောထည့်လိုက်တော့မယ်လှုပ်ထည့်လိုက်တော့မယ်ဟုတ်လားနော်ကောင်းတာတွေကိုစွန့်နေကိုယ့်ရဲ့အကျိုးစီးပွားတွေကိုလစ်လျူရှုတယ်အဲ့ဒီအမျက်ဒေါသငါတန်တမာဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ငါပြင်မထွက်စီရဘူးပြီးတော့သူဘာပြောတော့မီးပုတ်ခုံကနေမီးထပြီးတော့တောက်အောင်မီးပုတ်ကြတာရှိတယ်မီးဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီမီးကကျန်တာတွေကိုမလောင်ခင်မှာအဲ့ဒီမီးပုတ်ခုံကိုအရင်လောင်တယ်ဒါဘုရားလောင်းပေးခဲ့တဲ့ဥမာလေးပဲနော်ဘုန်းတို့အလွန်မာတဲ့အသားနဲ့စုံကလေးလှုပ်ပြီးတော့ဟုတ်လားအဲ့ဒါကိုဒလက်လိုဟာမျိုးနဲ့ပေါ်ကနေပြီးတော့ပုတ်တာပေါ့အဲ့ဒီမှာဝါးလေးတွေပါလေးတွေကိုနှုတ်ညံ့နေအောင်တတ်ပြီးတော့လဲမှုလေးပါလေးတွေလည်းထည့်ပြီးတော့အတင်းပုတ်တဲ့အခါမှာမီးထွက်လာအဲ့ဒီမီးကဘယ်ကိုရင်လောင်တော့ဆိုတော့အဲ့ဒီမီးပုတ်ခုံကိုပဲအရင်လောင်အဲ့လိုပဲစိတ်တူပြီးဒေါသဖြစ်ပြီးဆိုရင်ဟာကိုကတော့ဘယ်လိုဘလို့တွေလှုပ်ပလိုက်မယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောဆိုကျုံဝါနေတော့လည်းပဲတကယ်အဲ့ဒီဒေါသမီးကဘယ်သူ့ကိုအရင်နှိပ်စက်နေတာကိုယ့်ကိုအရင်နှိပ်စက်နေတာတဲ့အမှဆက်ပေါ်သူဂါထာလေးနှစ်ပုဒ်ပြောတယ်အဲ့ဒီဂါထာလေးနှစ်ပုဒ်တော့သဘောကျလွန်းလို့ပြောလိုက်အောင်ဟုတ်လားအကိဝတိနာကထသမိန်ကောတော်ယတဩဒတိနေဟယတိတတယတောကာလပခေဝစန္တိမှာလူမိုက်တွေတန်တမှာဖြစ်တဲ့ဒေါသဟာရဲ6တွေတိရွက်6တွေတိခဲ6တွေတဲ့ကြာသွားတဲ့မီးလို့တခဏချင်းပဲတဟုံဟုံထလာတယ်တဲ့ဒေါသအကြီးဖြစ်လာတယ်အလောက်လည်းမဖြစ်သင့်ပဲနဲ့အလောက်စိတ်တူစရာလည်းမဟုတ်ဘဲနဲ့စိတ်တူစရာလေးထက်ကနေတွေးလိုက်တာနဲ့ဝုန်းဆိုထပြီးတော့တောက်တယ်ဟုတ်လားရဲ6တွေတိရွက်6တွေကြားတဲ့ကြာတဲ့မီးလို့တဲ့လူမိုက်တန်တမှာဖြစ်တဲ့ဒေါသဟာကြီးထွားလွှဲတယ်အဲ့လိုဆိုရင်ဘာဖြစ်တော့တဲ့နိဟေယတိတတယတောကာလပခေဝစန္တိမှာနော်လာစုပ်ပက္ခမှာထွက်တဲ့လလို့အဲ့ဒီပုဂ္ဂိုလ်ရဲ့အချမ်းရံတွေကြော်စောတွေကောင်းတာတွေအကုန်လုံးကတဖြည်းဖြည်းနဲ့ဆုပ်ယုပ်သွားလိမ့်မယ်တဲ့ဒါလူမိုက်တွေရဲ့သဘောကိုပြောတော့နော်အပညာရှိတို့ကျတော့ဘယ်လိုပြောတော့အနေတော်ဒုမကေတုဝကောတော်ယတုပတမတိအာပုရတိတတယတောတုတ်ကပခေဝစန္တိမှာလူပညာရှိရဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာလည်းဒေါသမဖြစ်ဘူးတော့မဟုတ်ဖြစ်တယ်ဒါပေမဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တန်တာမှာဖြစ်တဲ့ဒေါသကြတော့လောင်စာမရှိတဲ့နေရာမှာကြာသွားတယ်မီးလို့တခဏချင်းပဲငြိမ်းသွားတယ်တော်ဘုန်းတို့ဒီကြွေပြားပေါ်ကိုင်းမီးကျသွားတယ်တမန်တလင်းပေါ်မီးပွားလေးကျသွားတယ်လောင်စရာမရှိတော့ဘာဖြစ်သွားငြိမ်းသွားရောဟုတ်လားလောင်စာမရှိရမှာကြာတဲ့မီးလို့ပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာဒေါသဖြစ်တော့ဖြစ်တယ်ဒါပေမဲ့တခဏချင်းပဲငြိမ်းသွားတယ်တဲ့အဲ့လိုတခဏချင်းငြိမ်းအောင်လုံနိုင်မယ်ဆိုလို့ရှိရင်အာပုရတိတတယတောတုတ်ကပခေဝဇန်နေမှာလာဇံပက္ခမှာထွက်တဲ့လလို့သူ့ရဲ့အချမ်းရံတွေကြော်စိုးတွေကောင်းမြတ်တာတွေအကုန်လုံးဟာပြေဝလာလိမ့်မယ်လို့ပြောတာအဲ့တော့ဒီဇတ်တော်လေးကိုဘုမဘာကြောင့်ပြောတာတော့ခုဘုရားလောင်းအဲ့လိုလေးပြောတဲ့အခါကျတော့သဘောပေါက်ပြီးတော့ယသိမကိုလည်းပဲနော်ဖြားယောင်းလို့မရတော့ဘုရင်ကြီးကပြန်ပြီးတော့ယသိကိုပဲပြန်ပေးလိုက်တာပါပဲနောက်တော့ယသိမလေးကတေးသွားတယ်ယသိမလေးတေးသွားတော့မှဘုရားလောင်းကဇန်နေဘိညာဉ်တွေရသွားတာဇတ်တော်တော့ဒါအနှစ်ချုပ်ပေါ့နော်အဲ့တော့ပြောချင်တာကဘာလဲဖြစ်တော့ဖြစ်တယ်ပြင်မဲ့ကိုမထွက်စေရဘူးဆိုတဲ့ခံယူချက်ဟာကိုကောင်းအောင်ထိန်းတာပေါ့နော်ပထမအဆင့်မကောင်းတဲ့စိတ်တွေကိုပဲမဖြစ်စေအောင်သူစ조사မယ်ဥဒုသင်တဘာဝမလွဲတာလို့ဖြစ်လာပြီးမေးလျော်မှုကြောင့်ဖြစ်လာပြီးဆိုရင်လည်းပဲတဆင့်တက်ပြီးတော့ကြီးထွားမလာအောင်ကြိုးစားတယ်ပေါ့နော်အဲ့လိုနီးမျိုးစုံနဲ့ကိုကောင်းအောင်ထိန်းတာကောင်းအောင်ကြိုးစားတာကိုယ်စိတ်ကိုကောင်းအောင်ထားတာကိုကောင်းအောင်ထားတာဘာလို့ခေါ်တော့အတ္တတမပဏိတိတဲ့ဟုတ်လားအဲ့ဒါဆိုရင်ဘုံဘုံတို့နိုင်လေးကြည့်ပြီးတော့အကွက်စစ်အောင်ပြောရမယ်ဟုတ်လားဒါအတ္တတမပဏိတိရဲ့အဓိပ္ပာယ်လေးပေါ့နော်အဲ့လိုဆိုရင်ဒီစိတ်ကိုကောင်းအောင်ဘုံဘုံတို့ဘယ်လိုထားမလို့အတ္တတမပဏိတိစဒီစက်ကြီးကိုချောမွေ့မွေ့လဲအောင်ဘုံဘုံတို့ဘယ်လိုကြိုးပမ်းမလို့အတ္တတမပဏိတိကိုမြတ်စွာဘုရားဆက်လို့ဟောတာရှိတယ်ပဝေဇကတပုံညတာရှေးကောင်းမှုရှိလို့ပရိဒုဘဒေတဝါဒနော်ကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေနိုင်တဲ့အရက်ဒေတာမှာလူလာဖြစ်ပြီးဟုတ်လားအဲ့ဒါလို့ဆိုရင်တပ္ပုရိသတန်တေဝ
အသိဉာဏ်ရှိတဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပညာရှိသူတော်ကောင်းတွေနဲ့ပေါင်းအပ်သင်ရတယ်ဟုတ်လားအဲ့ဒီအချိန်မှာကိုကအတ္တသမပဏိတိကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ဆိုရင်ဒါ၄မျိုးကိုနော်ဆက်လို့ခေါ်တယ်ဆက်ဆိုတာနော်ပင်နိယံဘိန်းတွေတစ်ခုနဲ့တစ်ခုဗတ်ကြိုးနဲ့ဆက်သွယ်လို့ပဲဖြစ်စေပင်နိယံဘိန်းလေးတွေခွေးသွားစိတ်နဲ့ဆက်သွယ်လို့ပဲဖြစ်စေတစ်ခုနဲ့ဆက်သွယ်သွားပြီးတော့တဘိန်းလည်းရင်နောက်တဘိန်းလည်းသွားတာကိုဆက်လို့အကျဉ်းပြင်းနားလေတာနော်အဲ့လိုပဲဒီ၄မျိုးကတစ်ခုလည်းရင်နောက်ထပ်တစ်ခုကဆက်ပြီးတော့လဲသွားတယ်ဒါကြောင့်ဆက်လို့လည်းပြောတယ်အဲ့ဒီအတ္တသမပဏိတိစကိုကောင်းအောင်ထားတယ်ဆိုတဲ့ဒီအလွန်အရေးပါတဲ့ဒီဆက်ကိုဘုံဘုံတို့လေပတ်အောင်ဘလို့စ조사မလို့ဒီနေရာဖြင့်ကိုယ်စိတ်ကိုကောင်းအောင်ဘလို့ထားမလို့ဒါဘုံဘုံတုတ်တန်လေးနှစ်ပုတ်ရွေးထားတယ်နော်ပြောချင်တာလေပထမတုတ်တန်ကဘာလဲသာစိတ်တတုတ်တန်တဲ့ဒုတိယတုတ်တန်ကကုံဘတုတ်တန်တဲ့ဘာလို့ဒါလေးနှစ်ပုတ်ကိုရွေးထားလဲဆိုတော့စိတ်ကိုကောင်းအောင်ဘလို့ထားမလဲဆိုတဲ့အပိုင်းမှာစင်ကျင်တဲ့အပိုင်းနဲ့စိတ်ကိုထားဖို့မြတ်စွာဘုရားသင်ပြထားတာရှိသလိုပွားများတဲ့အပိုင်းနဲ့လည်းပဲစိတ်ကိုကောင်းအောင်ထားဖို့သင်ပေးထားတာတွေရှိတယ်ဟုတ်လားဒါကြောင့်ပြည်စုံစေခြင်းတယ်ပေါ့နော်ကိုယ်စိတ်ကိုကောင်းအောင်ထားတဲ့နေရာမှာအပိုင်းနှစ်ပိုင်းနားလည်မယ်နော်စင်ကျင်တဲ့အပိုင်းရယ်ပွားများတဲ့အပိုင်းဟုတ်လားအဲ့ဒါစင်ကျင်တဲ့အပိုင်းကိုဘုံဘုံတို့သာစိတသုတ်တံကိုကြည်ခြင်းအဖြစ်စင်ကျင်တဲ့အပိုင်းဟာစိတ်ကိုကောင်းအောင်ထားတဲ့နေရာမှာအလွန်ရေးပါတယ်လို့သိနိုင်တယ်ပေါ့အဲ့ဒါဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တတကနိပတ်ထဲမှာလာတယ်သာစိတသုတ်တံတဲ့ယဟန်တို့တဲ့ကိုယ်စိတ်ကိုနော်သူများရဲ့စိတ်ဘလို့ဖြစ်နေတယ်လဲဆိုတာကိုသူများစိတ်ကိုမလိမ္မာတဲ့မသိနိုင်တဲ့ပုံကိုယ်တွေဟာကိုယ်စိတ်ကိုလိမ္မာကျွမ်းကျင်အောင်ကိုယ်စိတ်ကိုသိအောင်မြင်အောင်ကြိုးစားရမည်တဲ့ဘုံဘုံတို့သူများစိတ်ကိုမသိနိုင်ဘူးနော်အဘိညာဉ်မရလို့မသိနိုင်ဘူးအဲ့လိုဆိုလို့ရှိရင်သူများစိတ်မသိခြင်းနေပဲစေကိုယ်စိတ်ကိုပဲသိအောင်ကြိုးစားမယ်အဲ့ဒါလိုလေးမြတ်စွာဘုရားဏိဒန်းလေးခြီးပြီးတော့ဥပမာလေးပေးတယ်နော်ငယ်ရွယ်သေးတဲ့လှခြင်းပခြင်းတဲ့အရွယ်လေးယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ရေမိုးချိုဖီးလိမ်ပြင်ဆင်ပြီးတော့ဟုတ်လားဘယ်ရှိမှသူတို့ပြင်ဆင်ကြတာတော့ဖီးလိမ်ကြတယ်ဆိုမှန်ရှိမှာပေါ့ဟုတ်လားမှန်ရှိမှသူတို့ဖီးလိမ်ကြတယ်ပြင်ဆင်ကြတယ်မှန်ကြည့်တယ်ဘာလို့ကြည့်တော့မျက်နှာပေါ်မှာအဆင်မပြေတာတွေမတင့်နေတာတွေမတန့်ရှင်းတာတွေပေးကျန်းနေတာတွေအကယ်လို့ရှိရင်အဲ့ဒါတွေကိုဖယ်ရှားပြင်မဲ့တုတ်တင်ပြင်မဲ့တန့်ရှင်းသွားအောင်လုပ်မယ်ပေါ့နော်တဆင့်တက်ပြီးတော့ဒီမျက်နှာလေးကိုပို့ပြီးတော့ကြည့်ကောင်းနော်လိမ့်မယ်ချဲမယ်ဆိုတာလည်းရှိသေးတယ်ဟုတ်လားအဲ့တော့မှန်ကြည့်တယ်ဆိုတာအဓိကပါလဲမကောင်းတာကိုဖယ်ပြဖို့ကောင်းတာတွေအဲ့ဒီပေါ်ထပ်ပြီးတော့တင်ဖို့အလွန်ကောင်းတဲ့ဥမာနော်အဲ့လိုပဲဖုံဖုံတို့တွေဟာမှန်ကြည့်တဲ့ပုဂ္ဂိုလ်ဟာနော်မှန်ကြည့်ရင်းနဲ့မျက်နှာလေးကဘာမှအပြစ်မရှိဘူးအညစ်အကြေးတွေမရှိဘူးဆိုရင်သူဝမ်းသာတယ်အညစ်အကြေးတွေရှိရင်လည်းသူဖယ်ပြစ်မယ်ပေါ့အဲ့ဒီလိုပဲတဲ့နော်အတ္တသမပဏိတိစကိုကောင်းအောင်ထားဖို့ကိုယ်စိတ်ကိုကောင်းအောင်ထားဖို့ကြိုးစားတဲ့နေရာမှာဒီနီလန်းလေးကိုနော်အလွန်ကောင်းလို့သုံးကြည့်ဖို့ဒါဘုံဘုံကပြောနေတာဟုတ်လားအဲ့ဒါကိုယ်စိတ်ကိုဘာလုပ်ရမှာတုံးဆိုတော့ကြည့်ရမယ်စစ်ဆေးရမယ်ပေါ့နော်မှန်ကြည့်တယ်လို့မျိုးမကောင်းတာတွေများရှိနေသလားကိုယ်စိတ်ကိုစစ်ဆေးရမယ်အဲ့ဒါစစ်ဆေးပုံစစ်ဆေးနည်းကိုမြတ်စွာဘုရားဒီမှာအများကြီးတောင်ပြောထားတယ်နော်ဘုံဘုံကတော့အချင်းချုပ်ပြီးတော့ပဲပြောပါမယ်ပထမတတွဲပါပြောတော့ဆိုတော့နော်အဘိဇ္ဇာလူနုခောဘဟုလံဝိရမိ